Shalom မင်္ဂလာပါဒီတစ်ပတ်မှာကျွန်တော်တို့ဆွေးနွေးခြင်းတဲ့အကြောင်းအရာကတော့ဖယားသခင်ဟာသူနဲ့အတူတူအလုပ်လုပ်ဖို့ရန်အတွက်ကျွန်တော်တို့ကိုခေါ်ထားတယ်သူနဲ့အတူတူစီးပွားရေးလုပ်ဖို့ရန်အတွက်ခေါ်ထားတယ်ဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်တမန်ကျမ်းစာထဲမှာဆိုရင်ဖယားသခင်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတယ်တပင်ပန်းပန်းတဘာဝအားလုံးအခုကျွန်တော်တို့မြင်နေရတဲ့အရာတွေအားလုံးမမြင်ရတဲ့အရာတွေအားလုံးဟုတ်လားသမုတ်တရားမအစအားလုံးကိုဖယားသခင်ဖန်ဆင်းပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့လူသားတွေကိုဘုရားသခင်ဖန်ဆင်းပါတယ်။ဘာလို့ဖို့ဘုရားသခင်ဖန်ဆင်းတယ်လဲလို့ပြောတဲ့အခါမှာတော့အလုပ်လုပ်ဖို့ရန်အတွက်ကျွန်တော်တို့ကိုဖန်ဆင်းတာဖြစ်ပါတယ်။ Greco-Romans ရဲ့ philosophy မှာဆိုလို့ရှိရင်တော့အလုပ်လုပ်တယ်ဆိုတာကဒီကျွန်းနေနဲ့ပဲဆိုင်တယ်ပေါ့နော်။သခင်ဆိုတာအလုပ်လုပ်ဆရာမလို့အလုပ်လုပ်တယ်ဆိုတာကဒီနှိမ်ကြတဲ့တဘာဝကိုပြောချင်တာဖြစ်ပါတယ်။အလုပ်လုပ်တယ်ဆိုတာဒီမကောင်းတဲ့ negative side အနေနဲ့ကျွန်တော်တို့မြင်တဲ့အာရှ philosophy တွေလည်းရှိပါတယ်။တမန်ကျမ်းစာကပြောတဲ့အလုပ်လုပ်တယ်စီးပွားရေးလုပ်တယ်ဆိုတာကတကယ်ပဲဖယားသခင်နဲ့အတူတူအလုပ်လုပ်ခြင်းဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့အလုပ်လုပ်ခြင်းအဖြစ်ကျွန်တော်တို့နှိမ့်ချသွားခြင်းမဟုတ်ပါဘူး။လူလောကကြီးထဲမှာအပြစ်စရောက်တဲ့နေ့ကစပြီးတော့ကျွန်တော်တို့ဟာအလုပ်လုပ်ရတယ်ဆိုတာကျင့်ခြင်းအမင်္ဂလာကြောင့်အပြစ်ကြောင့်လို့ကျွန်တော်တို့အဲ့လိုထင်ကြပါတယ်။တကယ်တော့မဟုတ်ပါဘူး။ဖယားသခင်ရှေးမစွာကလေးကနေကျွန်တော်တို့ကိုခွဲခတ်မှတ်သားတဲ့မဟာအကျံစီတော်ဟာဖယားသခင်နဲ့အတူတူအလုပ်လုပ်ဖို့ရန်အတွက်ဖြစ်ပါတယ်။အာရနဲ့အေဝဟုတ်လားပင်ပန်းဆင်းရဲစွာဆိုတဲ့စကလုံးဖယားသခင်သူတို့နှစ်ယောက်ကိုမပေးအပ်ခင်မှာအဲ့ဒီမတိုင်ခင်မှာအာဒန်နဲ့အေဝါဟာအေဒင်ဥယျာဉ်ထဲမှာပျော်ရွှင်စွာဖယားသခင်နဲ့အလုပ်လုပ်တာဖြစ်ပါတယ်။ဖယားသခင်နဲ့ညနေပိုင်းဆိုလို့ရှိရင်မိတ္တဟာယအတူဖွဲ့ကြတယ်။ဒီဟာကိုကြည့်ခြင်းအဖြစ်အလုပ်လုပ်တယ်ဆိုတာကျင့်ခြင်းအမင်္ဂလာကြောင့်မို့အပြစ်ကြောင့်မို့လုံးဝမဟုတ်ဘူးဆိုတာကျွန်တော်တို့တမန်ကျမ်းစာအဖြစ်ကျွန်တော်တို့မြင်တွေ့ရပါတယ်။စီးပွားရေးကုန်စည်စီးဆင်းမှုဟုတ်လားပြီးလို့ရှိရင်စီးပွားဟုတ်လားပွားများတယ်ပွားများအောင်လုပ်တယ်ဆိုတာဒါဖယားသခင်ရဲ့သင်္ကေတပဲဖြစ်ပါတယ်စီးပွားရေးလုပ်တယ်ဆိုတာဖယားသခင်ရဲ့တကယ်ပဲမဟာအကြံစီတော်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဖယားသခင်ကလည်းဖန်ဆင်းခြင်းအမှုကိုပြုတဲ့အခါမှာများပြားစွာမွေးဖွားကြလော့မြေကြီးကိုပြည့်စေကြလော့ဆိုပြီးတော့ကျွန်တော်တို့ကဘာဦးကျမ်းမှာကျွန်တော်တို့မြင်ရပါတယ်နောက်တစ်ခုကဖယားသခင်ကလူကိုဖန်ဆင်းတယ်ဒါလူကိုခေါ်တယ်လို့ကျွန်တော်သုံးချင်ပါတယ်အာဗြဟံကိုလည်းထိုနည်း၎င်းပဲဖယားသခင်ခေါ်တယ်ဘာလို့ဖို့လဲယာကုပ်ကိုဖယားသခင်ခေါ်တယ်ဣဇက်ကိုဖယားသခင်ခေါ်တယ်နောအာကိုဖယားသခင်ခေါ်တယ်ဘာလို့ဖို့လဲဖယားသခင်နဲ့အတူတူအလုပ်လုပ်ဖို့ရန်အတွက်ဖြစ်ပါတယ်ဒီနေ့ဒီမှာကြည့်ရှုနေတဲ့ညီကောင်မောင်နှမတွေအနေနဲ့လည်းအလုပ်လုပ်တယ်ဆိုတာဖယားသခင်ရဲ့ခေါ်တော်မူခြင်းဖြစ်ပါတယ်ဖယားသခင်ကသူနဲ့အလုပ်လုပ်ဖို့ရန်အတွက်ဖြစ်ပါတယ်